ဒီစကားကိုကြိုက်လို့လေမှတ်စုထဲမှာမှတ်သားထားပါတယ်အသုံးတဲ့သူများအတွက်လည်းပြန်ပြီးတော့ပြောပြလိုက်ရတယ်လူတစ်ယောက်ကိုအတိဖြစ်ဖို့ရည်စက်လိုပါတယ်လူတစ်ယောက်ကိုနားလေဖို့ဆိုရင်စိတ်ရှည်ဖို့လိုတယ်လူတစ်ယောက်ကိုအနိုင်ယူဖို့ဆိုရင်ဉာဏ်ပညာလိုတယ်လူတစ်ယောက်ရဲ့အတွင်းစိတ်ကိုပိုင်နိုင်ရခြင်းတော့စိတ်သဘောထားကြီးခြင်းနဲ့ခွင့်လွှတ်တတ်ခြင်းလိုပါလိမ့်မယ်ဘဝဆိုတာပင်ပန်းနေအခုမပင်ပန်းရင်နောင်ပို့ပြီးပင်ပန်းမှာဘဝဆိုတာဒုက္ခဖြစ်တယ်အခုဒုက္ခမရောက်ရင်နောင်ပို့ပြီးဒုက္ခရောက်မှာပင်ပန်းဘူးမှသာအားလက်ခြင်းကိုခံစားတတ်တယ်လို့ဒုက္ခရောက်ဘူးမှသာပျော်ရွှင်ခြင်းရဲ့အနှစ်သာရကိုသိရှိကြရတယ်ယုံကြည်မှုကိုရခြင်းရိုးသားဖို့လိုပါလိမ့်မယ်ရိုးသားမှုကိုရခြင်းလက်တွေ့ကြဖို့လိုလိမ့်မယ်လက်တွေ့ကြနေတဲ့ခြင်းတော့မိမိကိုမိမိအစစ်အမှန်နဲ့အသက်ရှင်ရပ်တည်တတ်ဖို့လည်းလိုပါလိမ့်မယ်လူအများကိုချစ်တတ်တဲ့လူဟာလူအများရဲ့ချစ်ခြင်းကိုခံရပါတယ်သူများကိုလေးစားတဲ့သူဟာသူများရဲ့လေးစားခြင်းကိုခံရပါမယ်တကယ်ချင်းကောင်းဆိုတာတင့်ရဲ့အတိတ်ကိုနားလေတယ်တင့်ရဲ့အနာဂတ်ကိုယုံကြည်တယ်တင့်ရဲ့ပြစ္ဆုတ်ပံကိုနားလေခွင့်လွတ်ပေးတဲ့လူဖြစ်တယ်ဘဝရဲ့အနှစ်သာရဆိုတာတင်နောက်ဆုံးဘာကိုရလိုက်တယ်လဲအပေါ်မှတ်မိတည်ပါဘူးတင်ဘယ်ရာဒီအပေါ်မှာစူးစမ်းအားထုတ်ခဲ့တယ်လဲအဲ့ဒီအပေါ်မှာလုံးဝမိတည်နေပါတယ်ဒီလိုနေခြင်းနဲ့ငိုတဲ့အခါမှာတဝါဝါရည်တဲ့အခါမှာတဟာဟာပြောတဲ့အခါမှာဘွင်ဘွင်လှုပ်တဲ့အခါမှာစိတ်နှစ်ကိုနှစ်တင်အောင်မြင်သွားပြီဆိုရင်လေချွန်နေတောင်မှအမှန်တရားကိုခြုံပြနေတာတဲ့တင်ကြဆုံးနေတဲ့အချိန်မှာတော့တင်အမှန်တရားကိုပြောနေရတော့မှတင်လေရွှီးနေတာတဲ့ပတ်စံဆိုတာအတွင်းကန်ဝက်စားနဲ့ဆင်တူတယ်ရှိနေဖို့လိုတယ်ပြနေစရာမလိုဘူးကြောင်ဟာငါ့ကိုကြိုက်တယ်ရေထဲမစင်ရဘူးငါဟာတီကောင်ကိုကြိုက်တယ်ကုန်းမော်ကိုတက်လို့မရဘူးလောကကြီးကဒီလိုပါပဲအစွဲမစရာတွေအများကြီးပေးထားတယ်လွယ်လွယ်နဲ့တော့မရဘူးလွယ်လွယ်ကူကူနဲ့ကိုယ့်ရင်တွင်ကအနာကိုသူများကိုမှတ်လက်ပြပါနဲ့လူအကြောင်းသိဖို့ခက်ခဲလို့တော့ပါဘသူတွေကတင့်ကိုစေးထည့်ပေးမယ်ဘသူတွေကတင့်ကိုစားနဲ့ငရုတ်သီးဖြူပေးမယ်ဆိုတာကိုလေခံမှန်းရတာခက်ခဲလို့ပါဗျ